ဆိုင်နဲ့ဥလန်ချောင်းကိစ္စတွေကတဲ့ရွယ်မီဖြစ်နေတယ်ဆိုတာသင်ပြပါသလား။နိုင်ငံမှာစာရေးနဲ့ဥလန်ချောင်းကိစ္စဖြစ်များဆုံးကိစ္စဖြစ်တယ်ဆိုတာကိုသင်ပြပါသလား။ဒါပေမဲ့ဘလောက်ပဲဖြစ်များကြိုတင်စစ်ဆေးခြင်းဖြင့်ကောက်ွယ်နိုင်တယ်ဆိုတာသင်ပြပါသလား။ဟုတ်ပါတယ်။အဲ့အတွက်အဆိုင်ဥလန်ချောင်းကိုပုံမှန်စစ်ဆေးမယ်ဆိုရင်တော့အဆိုင်ဥလန်ချောင်းနဲ့ပတ်သက်တဲ့ကင်ဆာရောဂါတွေကိုကောက်ွယ်နိုင်မှာဖြစ်ပါတယ်။လူတွေဘလို့တဲ့ရမှာကြိုတင်စစ်ဆေးတယ်လေ။ဝိမချပဲနဲ့ကိုလေးချိန်ကြသွားတဲ့သူတွေအကြောင်းပြချက်မရှိပဲတွေ့ရတဲ့ယောဂါကိုခံစားနေရတဲ့သူတွေပုံမှန်မဟုတ်တဲ့ကြောင်းလဲသွားတဲ့ဝမ်းသွားခြင်းကိုခံစားနေရတဲ့သူတွေအဲ့ဒါမျိုးပေါ့နော်အဆိုင်အလန်းကြောင့်ကင်ဆာမျိုးရှိတဲ့သူတွေကတော့စစ်ဆေးသင့်ပါတယ်တနင်္လာနေ့ဒေသကြီးတဝဲမြို့မှာရှိရဲ့ကျမတို့မက်ဒီလန်ဆေးရုံမှာဥမာကြီးကင်ဆာကို review ပါစစ်ဆေးခြင်းကိုကောင်းဝယ်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ combo package လေးရှိတဲ့အတွက်ပုံမှန်စစ်ဆေးမှဆိုရင်6သိန်းကျသင့်ပါအောင်ယခုကာလမှာ promotion အနေနဲ့4သိန်းခွဲပဲကျသင့်မှာဖြစ်တဲ့အတွက်ဒီမှာတန်တရားရှိရဆိုရင်အခုပဲလာရောက်စစ်ဆေးလိုက်ပါနော်